teacher တို့ရဲ့ Let's Solve It with Teacher Sue program လေးအတွက်ဒီဗီဒီယိုလေးကနေကြိုဆိုပါတယ်ဒီ program လေးကဘာလဲဆိုလို့ရှိရင် teacher တို့ရဲ့ PMS ကတမိမိရဲ့အင်စာကြီးလုပ်နေရင်းနဲ့မရတာပဲဖြစ်ဖြစ်ဒီကျောင်းကသင်ပေးလိုက်တယ် teacher တို့ PMS ကျောင်းကနေသင်ပေးလိုက်ပေးမဲ့လေရုပ်တရက်မေ့သွားလို့မရတာပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေရှိတယ်ဆိုလို့ရှိရင် teacher ကိုဒီ Let's Solve It with Teacher Sue ဆိုတဲ့ Telegram group ကနေပြီးတော့မေးလိုက်တယ်ဆိုလို့ရှိရင် teacher ကမေးတဲ့ကလေးလေးလည်းသိသွားအောင်တခြားသောကလေးလေးတွေလည်းသိသွားအောင်အခုလိုဗီဒီယိုလေးနဲ့ပြန်ပြီးတော့ရှင်းပြပြီးတော့ဖြည့်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကတော့ teacher တို့ရဲ့ PMax မှာတက်နေတဲ့သမီးလေးသွန်အတွက်ကို teacher ကပြန်ပြီးတော့ဖြည့်ပေးလိုက်တာဖြစ်ပါတယ် Okay မိမိသွန်ရေ teacher ကဒီဗီဒီယိုလေးနဲ့မိမေးထားတဲ့မေးခွန်းလေးကိုပြန်ပြီးတော့ဖြည့်ပေးလိုက်ပြီနော်ဒီမေးခွန်းလေးကိုမစခင်မှာသမီးလေးအနေနဲ့ ready ရေးဖို့စာအုပ်လေးတွေရဲ့ခဲတံလေးတွေရဲ့ခဲပြက်လေးတွေရဲ့အစင်းသစ်ယူထားဖို့မမေ့ပါနဲ့ရှင်ကြည့်လိုက်ကြရအောင်ပါဟုတ်ပြီအဲ့တော့သမီးလေးကအခုလက်ရှိ teacher တို့စီမှာ primary 3ကိုသင်နေတဲ့ကလေးလေးဖြစ်တယ်အဲ့တော့သမီးလေးမေးထားတဲ့မေးခွန်းလေးကိုကြည့်လိုက်တဲ့အခါမှာဒါလေးကိုတွေ့ရတယ်ပေါ့နော်သမီးလေးကသိချင်တာက35 out of 100ဆိုတာဘယ်လောက်လဲပြီးသွားရင် for example 15 out of 10ဆိုတာဘယ်လောက်လဲပြီးသွားရင်တော့ကလေးကသိချင်တာက235 out of ဆိုကြပါစို့10ကဘယ်လောက်လဲပေါ့နော်အခုလိုမျိုးမေးခွန်းပုံစံလေးတွေရှိတဲ့ question လေးတွေကိုမိမိကသိချင်တယ်လို့ teacher ကိုမေးခွန်းလေးမေးထားတယ်ဒါဆိုရင် teacher တို့က decimal လေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့သမီးကလည်းမေးထားတာ decimal အခန်းကနေဖြစ်တဲ့အတွက်ကြောင့်မလို့ teacher တို့အရင်ဆုံး decimal ရဲ့အခြေခံတစ်ခုဖြစ်တဲ့ fraction လေးကိုအရင်သွားကြည့်မယ်အားရနေမှာဘယ်ကိုသွားမလဲဆိုရင်တို့တွေက decimal number လေးကိုသွားကြမယ်เนาะ decimal တွေစီသွားမယ်ပေါ့เนาะအဲ့တော့ fractions to decimal ဟုတ်ပြီအဲ့တော့ fraction ဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့နားလည်အောင် teacher ကဒီမှာ bar model လေးနဲ့ဆွဲလိုက်မယ်ဒီ bar model လေးကဆိုကြပါစို့ဘာလို့နားလည်လိုက်မလဲဆိုရင် it's a bar of chocolate အတောင်တောင်လို့ teacher တို့မြင်လိုက်မယ်ပေါ့နော် it's a bar of chocolate အဲ့တော့အဲ့ဒီ chocolate တစ်ခုပေါ့နော်ဒီ chocolate တစ်ခုကို teacher တို့ကဘယ်နှပိုင်းပိုင်းမလဲဆိုလို့ရှိရင် we are going to make 10 pieces အပိုင်းလေး10ပိုင်းပိုင်းလိုက်မယ်တချက်ဒီမှာအတက်နိုင်ဆုံးတော့ညီအောင်ဆွဲထားပေးမယ်အတန်းအလုံးပေါင်း teacher တို့က10 pieces လေးကိုပိုင်းလိုက်မယ်ဟုတ်ပြီ okay ဒါဆိုရင်တော့ teacher တို့10 pieces လေးရသွားပြီပေါ့နော်ဟုတ်ပြီအဲ့ဒီ10 pieces လေးမှာဆိုကြပါစို့ teacher က3 pieces လေးကိုစားလိုက်တယ်ဆိုပါစို့ဒီမှာအညိုရောင်လေးနဲ့ခြေလိုက်တာ teacher စားလိုက်တဲ့ဟာလေးပေါ့အဲ့တော့3 pieces လေးကိုဆိုလို့ရှိရင်သူစားလိုက်တဲ့ eat လုပ်လိုက်တဲ့အပိုင်းလေးကို fraction နည်းနဲ့ရေးမယ်ဆိုရင်အားလုံးက10ပိုင်းရှိတယ် out of 10အဲ့ဒီ10ပိုင်းထဲမှာ teacher ကအပိုင်းလေး3ပိုင်းကိုစားလိုက်တယ်အဲ့ဒါကို teacher တို့ဖတ်တဲ့အခါမှာအရေးကြီးတယ်နော်ဒီနေရာမှာသမီးလေးကဖတ်တဲ့အခါမှာ3 by 10လို့ဖတ်မိရင်မှန်ကန်တဲ့နီးလန်းနဲ့ဖတ်တာမဟုတ်ဘူးအဲ့တော့အခုလိုမျိုး fraction ကနေ decimal ပြောင်းတဲ့အခါမှာဖတ်သွားတတ်တယ်ဘယ်လိုလေးဖတ်ရင်အမှန်ဆုံးဖြစ်မလဲဆိုတော့အမှန်ဆုံးဖြစ်ဖို့အတွက်ဖတ်နည်း2နည်းရှိတယ်ပထမတစ်နည်းကတော့3 over 10လို့ဖတ်တဲ့နဲ့ဒုတိယတစ်နည်းကတော့3 tenths ဆိုပြီးတော့ဖတ်တဲ့ပါတယ်3 tenths okay ဒါလေးကိုပိုကောင်းတဲ့နည်းလေးကတော့အခုပု္ပ္ပစာနဲ့ဆိုရင်တော့3 tenths လို့ဖတ်တတ်ပြီဆိုရင်သမီးလေးသိကျင်တဲ့မေခွန်းရဲ့အဖြေကို90ရာခိုင်နှုန်းတဝက်လောက်ရပြီးသွားပြီဖြစ်တယ်ဖြေတွေသိတော့မယ်ပေါ့အဲ့တော့ဒါလေးကို teacher တို့က3 tenths လို့ဖတ်ပါတယ် tenths ဆိုတဲ့အဓိပ္ပာယ်ကဘယ်သူကိုပြောတာလဲဆိုရင်ဒီအောက်မှာရေးထားတဲ့10လေးကိုဆိုလိုတာပါ3ကတော့ဒီ3လေးဖြစ်ပြီးတော့ဒီနေရာမှာရေးထားတဲ့ tenths လေးက3 tenths ဒီလိုမျိုးလေးဆိုလိုတာเนาะအဲ့တော့ teacher တို့က3 tenths ဆိုတာကို decimal ပုံစံပြောင်းရေးမယ်ဆိုရင်တော့ point လေးထည့်မယ်ပြီးသွားရင် 10 ဖြစ်တယ်တနည်းအားဖြင့်10ဆိုတာသမီးလေးမြင်တဲ့အတိုင်းပဲ0လေးတစ်လုံးဖြစ်နေတယ်အဲ့လို10လေးရှိနေတယ်ဆိုတဲ့အဓိပ္ပာယ်နောက်တနည်းအားဖြင့်10ဆိုတဲ့အဓိပ္ပာယ်ဟာအဲ့ဒီ point လေးရဲ့အနောက်မှာ just one digit လေးတစ်လုံးပဲဒီနေရာမှာလာရေးရမယ်ဘာရေးရမလဲလို့ကြည့်လိုက်တော့ numerator ပိုင်းဝေမှာရှိတဲ့ဟာလေးကိုရေးမှာဖြစ်တယ်အဲ့တော့
3လို့တချို့ကဒီနေရာမှာရေးလိုက်ပါမယ်အဲ့တော့ဖြေက 0.3 ပေါ့အဲ့တော့ 0.3 ဆိုတော့ဒီရှေ့ကလွတ်လွတ်ကြီးဖြစ်နေတယ်ဒါကြောင့်မလို့ဒီနေရာမှာ0လေးကိုထည့်ရေးတယ်ဒီ0လေးကိုထည့်ရေးလိုက်တော့ကြည့်ရတာနည်းနည်းလှသွားပြီအဲ့ဒါကြောင့်မလို့လှသွားအောင်ဒီ0လေးကိုထည့်ရေးလိုက်လို့အဲ့ဒီ0လေးကို cosmetic 0လို့တောင်ခေါ်တယ် cosmetic မေမေတွေမျက်နှာမှာ makeup လိမ့်တယ်လို့ပေါ့နော်လှသွားအောင်လိမ့်တာအဲ့တော့ 0.3 လို့ရေးရမှာဖြစ်တယ် okay ဒါဆိုရင်ဒီချေတို့နောက်ထပ်အဲ့လို similar question လေးတွေကြည့်ကြည့်မယ်ဆိုရင်5 out of 10တနည်းအားဖြင့်5 over 10ဖတ်တဲ့ပုံစံကတော့5 tenths 5 tenths ဆိုတော့ခုနတုန်းကအတိုင်းပဲ point လေးရဲ့အနောက်မှာ1 digit ပဲရှိရမယ်အဲ့တော့5ဒီရှိရတော့ကြည့်ကောင်းအောင်0လေးထည့်လိုက်တော့5 tenths ဒီ 0.5 ဖြစ်သွားမယ် okay ကဲဒါဆိုရင်နည်းနည်းလေးပို့တိုးပြီးကြည့်ကြည့်မယ်27 out of 10ဒီခါကျတော့ဒီချေတို့ကသူ့ကိုဘယ်လိုဖတ်မလဲ27 10ဆိုပြီးတော့ဖတ်ကြည့်မယ်။အိုးဒီချက်ခုနကပြောခဲ့တယ်10ဆိုတာဟာ point လေးရဲ့အနောက်မှာ1 digit ပဲရှိတယ်။ဟမ်အခုက2 digits တောင်ရှိနေပြီ။အဲ့ဒီလိုဆိုရင်ဘယ်လိုလုပ်ကြမလဲ။ဘယ်လိုလုပ်မလဲဆိုတာရမ်းလွယ်ပါတယ်။ဒီနေရာမှာတော့လက်ခံနိုင်တာ just 1 digit ပဲလက်ခံနိုင်တယ်ပို့ပြီးတော့လက်မခံနိုင်ဘူးအဲ့တော့အနောက်ဆုံးက7လေးကိုဒီမှာထည့်မယ်ပြီးရင်ရှေ့က2လေးထည့်လိုက်ရင်27 10ကိုတန်းပြီးတော့ပြောင်းလိုက်တဲ့အခါမှာအဖြေလေးက 2.7 လေးကိုရပါတယ် okay ဒါဆိုရင်စက်ကြည့်ကြည့်မယ် let's say 39 out of 10ဆိုရင်39 tenths နော်39 tenthsဒီလိုဆိုရင်တော့ point လေးရဲ့အနောက်မှာ9လေးကိုထည့်မယ်3လေးကိုတော့ဒီမှာထည့်မယ် okay ဒါလေးကတော့ tenths နဲ့ပတ်သက်တဲ့ဟာလေးဖြစ်တယ်ကလေးလေးတွေကဒီချက်ကို exercise လေးလုပ်ပေးရမယ်နောက်ထပ်2 questions ထပ်ရေးမယ်အခုစပြီးတော့လုပ်ပါတော့ဒီချက်ရေးနေပါပြီတခါလေးလိုက်ရေးပါမယ်47 over 10 so this is going to be 47 tenths ဒီလိုလေးရှိမယ်နောက်ထပ်တစ်ပုဒ်ရေးမယ်နော်ဒါလေးကတော့ extra exercise 1ဒီဘက်မှာနောက်တစ်ပုဒ်ထပ်ရေးမယ်နည်းနည်းလေး challenge လုပ်လိုက်မယ်135 over 10 so that means 135 tenths လို့ဒီချက်ကရေးလိုက်မယ် okay စပြီးတော့လုပ်လို့ရပြီဒီချက်အချိန်30 seconds စောင့်ပါမယ်စပြီးတော့ရေးကြည့်ပါဦး30 seconds. Shiga Posa Lady time 4710. There are 10. That means point lay now ma just 1 digit. Timale elowe point lay now ma just 1 digit. Araliu mami bane aralia tika check libe. Pipare. Yes, I know. The million in it, Dalio Yemesoin, Tina Mabali Mlebiosi Bao. Yes, 7. Dishi Majaro Bali Mle 4. The Gelo the million Tambido Nale Navy, 20 Dwavi Soino, 4.7 Lu Tambido. Shilu Yamarishin. Okay, Deepo clear up Lupimle, and now Soma Bali Yimle. 1 digit Beji Master Bali Pimle. 5. That's when Shima. Be digit yebo jande there 1 and 3 so the answer is 13.5 okay that's solution ino the mili ye me tha de megon le ye tawat lak daw ya twa bi sat ji aung takae lo myan ti che 5 out of 100 so balo lou mle shi ka a tain me tu ko daw phat yin 5 tenths daw phat lo ma ya daw bu 100 so we do a paya bare 5 hundredths 500sဖြစ်သွားပြီဘာလေးပြောင်းသွားလဲ how many zero in the denominator ပိုင်းခြေမှာ0ဘယ်နှခုရှိလဲ 1 2 that means
ခေါဒီ point လေးရဲ့အနောက်မှာ decimal တဲ့“အနောက်မှာ digit လေးနှစ်ခုရှိမယ်။အိုး teacher digit ကနှစ်ခုဆိုတော့မိမိမှာရေးစရာ5ပဲရှိတယ်။ Yes, of course. အဲ့တော့5လေးကိုအနောက်မှာထည့်မယ်။လိုတဲ့နေရာလေးတွေမှာတို့တွေက0ထည့်မယ်။ဒီရှေ့ကခုနတုန်းကအတိုင်းပဲကြည့်ကောင်းအောင် cosmetic 0လေးထည့်လိုက်ပါမယ်ရှင်။ဒါဆိုရင်တော့500s တနည်းအားဖြင့်5 over 100ကို decimal ပြောင်းရင် 0.05 လေးကိုရမှာဖြစ်ပါတယ်။ What if 27 out of 100ဒါတို့ဘယ်လိုဖတ်မလဲဆိုရင်2700ဆိုရင်ဘယ်လိုဖြစ်မလဲ point လေးရဲ့နောက်မှာနှစ်ခုထည့်မယ်ဒီမှာလည်းနှစ်ခုရှိတယ် 2 digits okay အဲ့တော့ 0.27 လေးဖြစ်သွားပါပြီ yes ဒါဆိုရင်နောက်ထပ်တစ်ပုဒ်ထပ်လုပ်ကြည့်မယ်596 over 100ဘယ်လိုဖတ်မလဲ596 hundreds okay ဒီလိုလေးဖတ်လိုက်မယ်ဒါဆိုရင်စာလုံးပေါင်းလေးသတိထားနော် HUNDREDTHS S ကကျတော့27ဆိုတော့အများကြီးဖြစ်နေရလीနော် okay အဲ့ဒါကြောင့်မလို့ S လေးထည့်ထားတာကဲဒါလေးကိုလည်းပြောင်းမယ်ဆိုတော့တို့တွေဘယ်လိုလေးပြောင်းရင်အကောင်းဆုံးဖြစ်မလဲ100 20အဲ့တော့နောက်မှာ2 digit လက်ခံနိုင်တယ်96ဒီရှေ့က5.96ကဲဒါဆိုရင်ခုနလိုပဲ extra လေးလုပ်ကြည့်မယ်749 over 100မိမိအဲ့ဒါလေးလုပ်ကြည့်နော်ပြီးသွားရင်13 out of 100ပြီးသွားရင်နောက်တစ်ပုဒ်လည်းထပ်လုပ်ပြပါဦး9 out of 100 okay စပြီးလုပ်လို့ရပါပြီဒီချက်30 second အချိန်ပေးလိုက်ပါမယ်အဲ့တော့ဒီချက်ရေးသလိုပဲ749 hundreds အဲ့ဒါလေးရေးမယ်ပြီးတော့မှအဖြေလေးစဉ်းစားမယ်နော်အမြဲတမ်းမှတ်ထားပါ0နှလုံးရှိရင် point လေးနောက်မှာ digit နှစ်ခု0တစ်ခုပဲရှိရင် point လေးနောက်မှာ digit တစ်ခုဒီလိုလေးအလွယ်မှတ်ထားတဲ့နီလန်းလေးခေါင်းထဲမှာရှိရင်ဖြေရတာလွယ်ပါလိမ့်မယ်Okay ကဲဒါဆိုရင် teacher တို့ဖြေလေးပြောပြရင်20ဆိုတော့နောက်မှာနှစ်ခုထည့်တော့ဘယ်သူတွေကိုထည့်မလဲ4ပြီးတော့9ရှေ့မှာဗာထည့်မလဲ Yes 7.49ကဲဒါလေးကိုပြောမယ် point နောက်မှာ2 digit လက်ခံနိုင်တယ် because 0လေးနှစ်ခုဖြစ်နေတယ်အဲ့တော့ဗာထည့်မလဲ130 Okay ဒါလေးရောခုနလိုပဲ0လေးနှစ်ခုဖြစ်နေတယ်နှစ်ခုထည့်ဖို့အတွက်တစ်ခုပဲရှိရင်သူ့ရှေ့မှာ0လေးထည့်မယ်ဒီ0လေးကတော့ cosmetic 0လှလှလေးဖြစ်ချင်လို့ထည့်တာဖြစ်တယ် okay ကဲဒါဆိုရင် summarize လေးလုပ်ကြည့်မယ် teacher တို့က10ဆိုရင် something tense เนาะဒီမှာတော့ number တစ်ခုခုဖြစ်မှာပေါ့ something tense ဆိုရင် point ရဲ့နောက်မှာ1 digit ပဲရှိမယ် something 100ဆိုရင်တော့ point ရဲ့နောက်မှာနှစ်ခုဖြစ်ပါမယ်ပြီးသွားရင်တော့ဒီရှေ့က0ကလှကျင်လို့ make up လေးလိမ့်တာဖြစ်တဲ့အတွက်0လေးထည့်မယ်တကယ်လို့တခြား number ရေးဖို့ရှိနေတယ်ဆိုရင်တော့0ထည့်စရာမလိုဘူးเนาะမရှိတော့မှ teacher တို့ကဘာမှထည့်စရာမရှိဘူးဆိုမှ0လေးတွေထည့်မှာဖြစ်ပါတယ် okay ပါဒါဆိုလို့ရှိရင်မိမိမေးထားတဲ့မေးခွန်းလေးကိုနောက်တစ်ခေါက်ပြန်ဖြေကြည့်မယ်ပြန်ဖြေကြည့်ပြီးတော့အဖြေလေးမှန်ပြီဆိုရင်တော့အဲ့ဒီအဖြေလေးကိုဓာတ်ပုံလေးရိုက်ပြီးတော့ teacher တို့ရဲ့ဒီဂရုတွေကိုပို့ပေးပါ let's solve it with teacher Sue ဆိုပြီးတော့အဲ့ဒီ group လေးကိုပို့ပေးပါရှင်
ဒီ group လေးကိုလည်းဒီချေတို့ကဒီဟွာထဲမှာ comment ထဲမှာ QR code လေးထည့်ထားပေးမယ်အဲ့ဒီ group ထဲကိုသမီးကမေးပြီးတော့ဓာတ်ပုံလေးပြန်ရိုက်ပြီးပို့ပေးပါဒီချက်ပြန်စစ်ပေးပါမယ် yes thank you ပါကျေးဇူးတင်ပါတယ်သွန်သွန်ရေနောက်ထပ်ဒီလိုမေးခွန်းလေးတွေရှိတယ်ဆိုရင်လည်းမမကိုပြောလိုက်လို့ရတယ်ဒီချက်ကဖြေပေးပါပဲရှင် thank you ပါ